ကိုကထိုင်းတော့ဖို့စဉ်းစားနေရဆိုလို့ရှိရင်ကို့မှာလူခံရှိနေရဆိုလို့ရှိရင်မစဉ်းစားနဲ့သွားလိုက်အားလုံးပဲမင်္ဂလာပါကျမရဲ့ channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့တရသီးတုတ်စားကြလို့ပေါ့နော်တရသီးတုတ်စားရင်းနဲ့ထိုင်းမှာဗိုက်ရိုက်ခဲ့ရတဲ့အတွေ့အကြုံလေးကိုတစ်ချက်ပြောပြပါမယ်ဆိုတော့ထိုင်းကိုသွားချင်တဲ့လူတွေပဲဖြစ်ဖြစ်ဗိုက်ရိုက်ဖို့စဉ်းစားနေတဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီဗီဒီယိုလေးကိုတွေ့ရဆိုလို့ရှိရင်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ပထမတစ်ချက်ကတော့ပေါ့နော်ကိုကထိုင်းကိုဆက်ဆက်သွားတော့ကြတော့ဗာနဲ့သွားတာလဲဆိုလို့ရှိရင်ရိုးရိုးတိုးရီဗီဇာလျှောက်သွားတယ်ကိုဟိုမှာလောင်းချမ်းနေဖို့အစီအစဉ်ရှိရပေါ့နော်တချို့လူတွေကတော့ပြောကြတာပေါ့ဥမာကိုကသွားဖို့စီစဉ်တာက3လပိုင်းလောက်ပေါ့နော်အဲ့အချိန်မှာရွှေရပြော9လပိုင်းဆိုပောက်ဖွင့်ပြီ9လပိုင်းဆိုပောက်ဖွင့်ပြီဆိုတော့ okay ဟုတ်ပြီဆိုပြီးတော့9လပိုင်းပောက်ဖွင့်မယ်ဆိုတော့သွားရမယ်ဆိုပြီးတော့စီစဉ်လိုက်တဲ့အချိန်မှာတချို့အတိတွေကပေါ့နော်အကြံပေးရပေါ့နော်ထိုင်းမှာရေရှည်နေဖို့အစီအစဉ်ရှိရဆိုလို့ရှိရင်ဒီလို14ရက်နဲ့ပဲမသွားဘဲနဲ့တိုးရီဗီဇာလျှောက်ပြီးသွားပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဟိုမှာ2လနေလို့ရတယ်ဆိုတော့ကိုကအဲ့ဗီဇာနဲ့ပဲလျှောက်ပြီးတော့လာလိုက်တယ်ပေါ့နော်တကယ်ကြတော့ကိုထိုင်းအောင်ရောက်တဲ့အချိန်မှာဘလို့မှဘယ်လိုပြောရမလဲထိုင်းအောင်ရောက်တဲ့အချိန်မှာဘလို့မှဘာကမဖွင့်တဲ့အတွက်ကို့မှာကလှုပ်ရှားလည်းမရှိဘူးအလုပ်လည်းမရှိဘူးဒီတိုင်းထိုင်ပြီးတော့ထိုင်စားနေရတဲ့အချိန်တွေပေါ့နော်ဒါပေမဲ့လည်းကိုကဟိုမှာလူခင်းရှိတယ်အတိရှိတယ်ကွာကိုမောင်လေးကလည်းအိမ်မာနီနေရဖြစ်တဲ့အတွက်တခုအချက်ကပထမချက်ကကိုကထိုင်းတော့ဖို့စဉ်းစားနေရဆိုလို့ရှိရင်ကိုမှလူခင်းရှိနေရဆိုလို့ရှိရင်မစဉ်းစားနဲ့သွားလိုက်ဘာလို့ဆိုတော့ကိုမှလူခင်းမရှိဘူးဆိုလို့ရှိရင်ကိုကစဉ်းစားဖို့လိုသွားပြီလူခင်းမရှိဘူးဆိုရင်ကိုမှဘာရှိရမလဲဆိုလို့ရှိရင်ပတ်စံရှိရမယ်ကိုမှကလုံလောက်တဲ့ပတ်စံရှိတယ်ငါကအလုံးမလုံးပင်းလည်းဆိုင်စားနိုင်တယ်ဝက်ပတ်မင်းဟိုမှာဘောနော်ပတ်ပွင့်တဲ့အထိလည်းစောင့်နိုင်တယ်အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်တော့လာခဲ့လိုက်ဒါမှမဟုတ်ကိုကပတ်စံမရှိဘူးဆိုရင်တော့ကို့မှာက skate တစ်ခုရှိရပါတော့ငါထိုင်းစကားကိုအရင်ပြောအောင်ပြောတတ်တယ်အင်္ဂလိပ်စကားကိုမှုတ်နေအောင်ပြောတတ်တယ်ငါတကယ်ကိုကျွမ်းကျင်တဲ့အလုပ်အကင်တစ်ခုရှိတယ်ဆိုလို့ရှိရင်စဉ်းစားနဲ့လာလို့ရတယ်ဘာလို့လဲဆိုတော့ထိုင်းမှာကဘယ်လိုမျိုးလဲဆိုတော့နိုင်ငံသားတွေများတယ်လीเนาะဆိုတော့အလုပ်ကင်ကတရားဝင်လမ်းကြောင်းအနေနဲ့တော့ရှာရခတ်ပေမဲ့တချို့သိရမလားကိုလိန်လေတလို့ကိုလှုပ်တက်ရင်လှုပ်တတ်တယ်လို့ကိုရှာတတ်ရင်ရှာတတ်တယ်လို့အလောက်ကင်ခွင်လန်းနေလည်းအများကြီးရှိပါတယ်ဆိုတော့ကျမကထိုင်းကိုစရောက်တဲ့အချိန်မှာဘာလုပ်လဲဆိုတော့ကျမ online ပေါ်မှာ group တွေရှိရပေါ့နော်ကိုကကြတော့မြန်မာနိုင်ငံမှာနေတော့ကအဲ့လိုမူကြိုတစ်ခုမှလည်းကိုကအဲ့လို preschool assistant teacher အနေနဲ့လုပ်ခဲ့တယ်ဆိုတော့ပထမဆုံးဘာလုပ်လဲဆိုတော့ကျမအင်္ဂလိပ်စကားလေးလည်းနည်းနည်းပြောတတ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာ Facebook မှာ group တွေရှိတယ်သူကဘာလုပ်တာလဲဘာ group တွေလဲဆိုတော့ကလေးထိန်ရှာရဲ့ group တွေပါကိုကအလုံးလုံးချင်တာဆိုလို့ရှိရင်တော့ဘာမှစဉ်းစားနေနေပေါ့နော်ကလေးထိန်မဲ့လောဟိုဘယ်လိုပြောရမလဲအိမ်ကူပဲလုပ်ရလုံးဖို့စဉ်းစားပြီးမှထွက်လာပြီဆိုလို့ရှိရင်တော့ကိုကအဲ့လိုမျိုးလေးကြိုပြင်ဆင်ထားပေါ့နော်ကျမကမြန်မာနိုင်ငံမှာနေတဲ့ကကျမအလုပ်ရှာလို့ရနိုင်မယ်ကျမလုပ်နိုင်တဲ့အလုပ်မျိုးတွေချက်ရှာကြည့်ရပေါ့နော်โอเคငါကလေးထိန်လုပ်နိုင်နေဆိုတော့ကလေးထိန်နဲ့ပတ်သက်တဲ့အလုပ်တွေရှာကြည့်ရပေါ့နော်အဲ့အချိန်မှာကန်ကောင်းကျွန်တော်နှစ်ပတ်အတွင်းမှာကျွန်တော်အလုပ်ရသွားတယ်ဘက်ကတူတိုးနဲ့မဖွင့်ပါဘူးရှင်ကျွန်တော်12လပိုင်းလောက်ထိစောင့်လိုက်ရတယ်ဆိုတော့ကိုစောင့်နေတဲ့အချိန်တော်တွေမှာကြတော့ဒီအလုပ်လေးရှိနေတဲ့ခါကျတော့ဘာပဲပြောခံသာသွားတယ်ပေါ့နော်ဒါပေမဲ့မခံသာတာတခုကဘာလဲဆိုတော့ကိုက foreigner company နဲ့အလုပ်လုပ်တယ်ဒါပေမဲ့သူတို့က web permit မရှိတာကိုလက်ခံပေးတယ်ဆိုတော့ပြဿနာကဘာလဲဆိုတော့ကိုက visa ကအသက်ရှိနေမှရတယ်ဆိုတော့ကျွန်မကအရင်လုံးပေါ့နော်မြန်မာနိုင်ငံပါလာတဲ့ tourist visa ကိုနှစ်ခါလောက်တက်တန်းတိုးလိုက်တယ်နှစ်ခါလောက်တက်တန်းတိုးပြီးတဲ့နောက်မှာတော့ကျွန်မကလာအိုထွက်ပြီးတော့ tourist visa တစ်ခေါက်ထပ်လျှောက်တယ်ပေါ့နော် tourist visa ကကျတော့ထိုင်းဝင်မယ်ဆိုလို့ရှိရင်တစ်နှစ်ကိုနှစ်ခေါက်လျှောက်လို့ရတယ်ဆိုတော့ဒုတိယတစ်ခေါက်လျှောက်တဲ့အချိန်မှာတော့ကျွန်မကနောက်ထပ်2လတက်တန်းမတိုးဘဲနဲ့ကျွန်မကနောက်ထပ်6လလောက်တက်တန်းတိုးလိုက်တယ်ထိုင်းက policy တွေကအမျိုးမျိုးပြောင်းနေတာဖြစ်တဲ့အတွက်ကျွန်မအဲ့လိုတက်တန်းတိုးလိုက်တဲ့အချိန်မှာကန်ကောင်းသွားရပေါ့နော်ကျွန်မလည်းတက်တန်းနဲ့ဆက်တိုးလို့မရတော့တဲ့အချိန်မှာကျွန်မဘတ်ရတယ်ကျွန်မရတဲ့ဘတ်ကရတဲ့ဗီဇာကိုဥပမာဘယ်လောက်မှရလဲဆိုတော့ဘတ်ဖွင့်ပြီးတော့ဘတ်က12လပိုင်းမှာဖွင့်တယ်ဆိုလို့ရှိရင်1လပိုင်းလောက်မှာကျွန်မဘတ်ကဗီဇာရတယ်ပေါ့နော်ရတဲ့ဗီဇာကိုကျွန်မ passport စာအုပ်တွေကိုတုံးထုလိုက်ပါတယ်ဆိုတော့ကိုကအဲ့ passport စာအုပ်တွေမှာတုံးထုလိုက်ပြီဆိုလို့ရှိရင်တော့တရားဝင်လုံးလို့ရတာပေါ့နော် web permit လည်းရပြီ web permit ကြောင်းဆောင်ပြီးပြီဆိုလို့ရှိရင်တော့အဲ့ဒီတော့ကအရန်လွယ်ကြီးကျွန်မလုပ်ခဲ့တော့ပေါ့နော်ဒါပြီးသွားပြီ project ကကိုကတထေးမှာကွာစားတော့ဆိုင်တစ်ခုမှလုပ်ချင်တယ် company တစ်ခုမှလုပ်ချင်တယ်ဆိုလို့ရှိရင်တထေးပြောင်းလိုက်ရင်ရပြီအဲ့ဒီတော့ကတော့ဒါလွယ်ခဲ့တယ်လို့ပြောလို့ရမယ်ပေါ့နော်အဲ့ဒါနဲ့အဲ့လိုလွယ်တဲ့အချိန်မှာနောက်ထပ်3လပိုင်းလောက်မှာကျွန်မကမလုပ်လိုက်လဲဆိုတော့ကျွန်မရဲ့ညီမလေးက
သူကမြန်မာနိုင်ငံမှာပဲရှိနေသေးရပေါ့နော်ဒါပေမဲ့သူ့ကိုလည်းစိတ်မချရတဲ့အတွက်ကျမကသူ့ကိုလည်းခေါ်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်အဲ့အချိန်မှာကျမကသူ့ကို VIP သဘောမျိုးနဲ့တင်ပေးလိုက်တယ်ဒါပေမဲ့သူ့ရဲ့ဘက်ကတော့နည်းနည်းလေးဈေးကြီးသွားတယ်ဆိုတော့သူလည်းကံကောင်းထောက်မစွာနဲ့ပဲကျမနဲ့တိတ်မချဘူးပေါ့နော်နောက်တစ်လားနှစ်လားလောက်တည်းမှာသူကဘယ်လိုပြောမလဲဝက်ပတ်မေရလိုက်တယ်ပေါ့ဒါပေမဲ့သူ့အတွက်ဝက်ပတ်မေလုတ်ပေးနေတဲ့အချိန်မှာသူကမြန်မာနိုင်ငံမှာပဲရှိနေတယ်သူ့အတွက်ကျမကဝက်ပတ်မေကြတဲ့အထိစောင်းသူမဖြစ်မနေပေါ့နော်ဗီဇာတဲ့ passport ထည့်ရတော့မယ်လက်ပွေနှိပ်ရတော့မယ်ဆိုတဲ့အချိန်မှာကျမကသူ့ကိုဒီဘက်ကိုခေါ်တာပါဆိုတော့လာတဲ့အချိန်မှာလည်းကိုပေါ်မှာမူတည်ရပေါ့နော်ကိုလဲရင်လည်းတလို့လုပ်လို့ရတာပဲဒါကတော့မလဲတော့လဲမလဲတလို့ပေါ့နော်ကိုကလေနဲ့လာလဲရတယ်ဒါမှမဟုတ်အောင်လန်းကနေလာမယ်ဆိုလို့ရှိရင်လည်းကိုသဘောနဲ့ကိုပေါ့နော်ဒါပေမဲ့ကိုလက်ထဲမှာ passport ရှိတာဖို့တော့လိုပါတယ် passport ရှိထားရဲဆိုလို့ရှိရင်ကအရန်လွယ်ပါတယ်ဗီဇာထည့်လို့ပေါ့နော်ဒါပေမဲ့ဆိုတော့သူလည်းချွတ်ချောင်းမွေးမွေးနဲ့ဗီဇာတဲ့ကို passport ထည့်ပြီးတော့သူဘန်ကောက်ကနေပြီးစင်အခုသူလည်းဒီမှာအလုပ်လုပ်နေရကြပြီပေါ့နော်ဒါပေမဲ့ကျမတို့အဲ့ဒီ work permit တွေပြီးနောက်နှစ်မှာကြာတော့ကျမအကိုတွေအတွက် work permit လေးအဲ့လိုမျိုးအဲ့နီလန်းနဲ့ပဲလုပ်ဖို့ပေါ့နော်ကျမပြန်ပြီးတော့လုပ်တယ်ဒါပေမဲ့အကုန်လုံးကထင်သလောက်မလွယ်တော့ဘူးအရင်တစ်ခေါက်လည်းမလွယ်တော့ဘူးဘာလို့လဲဆိုတော့သူတို့က process တွေကအရင်ချိန်နေတစ်နှစ်တစ်ခါအဲ့လိုမျိုးချိန်တဲ့အခါကျတော့ဘလုံးမအဆင်မပြေနိုင်ဘူးပေါ့နော်ဆိုတော့သူတို့တွေကအခု work permit ရပြီးရင်တော့မှပြဿနာဘာရှိလဲဆိုရင်တတိပြောင်းလို့မရတဲ့ပြဿနာတွေဖြစ်လာတယ်ပြီးလို့ရှိရင်အခုဆိုလို့ရှိရင် work permit ကမရှိရင်လုံးလို့မရဘူးဆိုတဲ့အခြေအနေတွေဖြစ်လာတဲ့အခါကျတော့နောက်သူတို့ဘယ်လို policy ထပ်ချိန်လဲဆိုတော့ကိုလည်းတခြားတော့မပြောတတ်သေးဘူးပေါ့နော်အခုဆိုလို့ရှိရင်အရင်တော့ဆိုလို့ရှိရင်တော့ PJ စာအုပ်တွေကမြန်မာနိုင်ငံကနေထွက်လို့မရဘူးပေါ့နော်အခုဆိုလို့ရှိရင်PV စာအုပ်တွေတောင်မှအခုနိုင်ငံခြားမှာတက်တန်းတိုးပေးဖို့ဆိုတာကမတိကျတော့ဘူးဆိုတဲ့တည်င်းတွေထွက်နေတယ်ပေါ့နော်တကယ်လို့မတိကျတော့ဘူးဆိုရင်တောင်မှအဲ့လိုမျိုး PV နဲ့အလုံးလုံးနေတဲ့လူတွေအတွက်ကကြတော့တက်တန်းတိုးကျင်တဲ့မြန်မာနိုင်ငံမှာပြန်ကျင်ဘူးဆိုလို့ရှိရင်အရင်တော့ပေးခဲ့ရတဲ့ဈေးတက်2ဆလောက်ပေးရနိုင်ခြေပုံများနေရပေါ့နော်ဆိုတော့အားလုံးကခက်တက်ခက်ခဲလာတယ်ဒါပေမဲ့ကိုကတကယ်လို့လုံးဝမှလာကျင်နေဆိုလို့ရှိရင်လည်းစဉ်းစားမနေနဲ့ကိုယ့်ရဲ့ passport ကိုဥမာကိုက passport ရှိရဆိုလို့ရှိရင်ကိုအတွက်လိုအပ်တဲ့ skill တွေတော့ဖြစ်လာပေါ့နော် skill မရှိဘူးဆိုလို့ရှိရင်လည်းကိုယ့်ကိုကူညီပေးနိုင်မဲ့အဆက်အသွယ်လေးတွေရှာထားပါဒါမှမဟုတ်ပတ်စံစုပါလာပါဒါပေမဲ့အရင်နိုင်ငံခြားကိုထွက်တယ်ဆိုတာကလည်းအလုံးလုံးဖို့ထွက်ကြတာဖြစ်တဲ့သူမှတော့ပတ်စံအများကြီးမရှိကြဘူးပေါ့နော်အဲ့တော့ကိုကဖြစ်နိုင်မယ်ဆိုလို့ရှိရင်ကိုယ်တိုင်လည်းကိုယ့်ကိုကူညီပေးနိုင်မဲ့လူတွေရှာပါကိုလည်းတနိုင်တဲ့လောက်ရှာသူတွေကူညီပေးပါတကယ်လို့ပေါ့နော်ကျမလည်းဒီတလောက်ကျမ knowledge ရှိတဲ့လောက် share ပေးပါတယ်သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းလာမေးလို့ရပါတယ်ကျမအားရင်အားသလိုလေးဖြည့်ပေးပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒီနှစ်ပေါ့နော်ဒီအခု2026မှာဖွင့်မဲ့ web permit အတွက်ကတော့အခြေအနေဘယ်လိုလာမလဲမသိဘူးเนาะဒါပေမဲ့ကျမက2024မှာလောက်လိုက်တယ်2025မှာမလောက်ဘူး2025မှာမလောက်ဘဲနဲ့နိုင်ငံပြင်ထွက်လာလိုက်တယ်ပေါ့ဒါပေမဲ့အခု2026မှာကျမက web permit ပြန်ရှာဖို့အတွက်စဉ်းစားနေတာပေါ့เนาะဆိုတော့ကျမမှာ information အသစ်တွေရှိလာခဲ့တယ်ကိုတီးထိုက်တဲ့ပို့ပြီးတီးလို့ရမယ်ပြောပြလို့ရမယ်အချက်ကလေးတွေရှိရဆိုလို့ရှိရင်နောက်ဗီဒီယိုတွေမှာကျမက share လုပ်ပေးပါမယ်ဆိုတော့ကျမရဲ့ channel လေးကိုနောက်ဗီဒီယိုတွေနောက်တီးထိုက်တာလေးတွေသိရအောင် subscribe လုပ်ပေးခဲ့ပါလို့မြတ်တရခံပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်